မစားချင်လို့ကျမရဲ့သမီးကိုရေခဲတုပ်လေးပွဲပြင်ခိုင်းထားတာလေကြော်ညာပေးရောအခုဆိုရင်နွေရာသီလဲရောက်နေပြီဆိုတော့ပလုတ်တုတ်ရေခဲတုပ်ကိုတတိရောက်လိုက်တော့နော်အခုဆိုရင်သမီးတို့ကဓလီလဲအပ်ပေးထားရဘာလို့ဆိုတော့လေအရန်စားချင်တယ်ပူရဲ့အတွက်စားချင်တယ်မလားအဲ့ဒါကြောင့်ချစ်သေးလေးတွေကိုအရန်ချစ်တဲ့အတွက်ဓလီအပ်ပေးထားပါတယ်စီတွေအရန်ရှားနေအောင်ဆိုတော့လေဓလီလေးအပ်ပေးထားပါတယ်ခိုင်းဆိုရင်ဓလီပါအပ်ပေးလို့မရှိဘူးအခုကသမီးတို့ဒီမှာအကြာကြီးခံတဲ့ပုံလေးရောက်ပြီဆိုတော့ဒါဆိုရင်တနာရီခွဲလောက်ကြီးခံတယ်ပေါ့နော်သူ့ရေခဲချစ်ချစ်လေးလည်းထည့်ပေးမယ်ပြီးတော့အိမ်နဲ့ထက်လည်းထည့်ပေးမယ်ဆိုတော့ဓလီပါရှားပါပြီလို့ပြောချင်တာပါအသီးတွေကအစုံပဲနော်ခရဲတကွာနက်နက်တင်မော်စပီစတော်ဘယ်ရီပေါ့နော်အဲ့ဒါကြီးအသီး6မျိုးကကြောပုံကြီးပေါ့နော်ဒါပုံကြီးအဖုံးအကြာခံနေတဲ့ထည့်ပြီးတာ2500တန်းဆိုအသီး4မျိုးပဲပါမှာပေါ့နော်ကဲတင်းဒီဝေးကြည့်ပါဦးတော့တောင်းစားကြစရာအလေးကအဖုံးမပိတ်ခင်ဖုံးပိတ်ရင်တော့ဒီလိုလေးတော့မရဘူးပေါ့နော်ဒါကြောင့်မလို့အရန်ပူနေတဲ့အတွက်ရေခဲတုပ်လို့စားခြင်းနဲ့ဆိုရင်တော့ဒီအပေါ်မှာပြထားတဲ့ဖုန်းနံပါတ်လေးမှာလာပြီးတော့ဓလီအခုချင်းအလူရပါပြီနော်ဆိုင်ကိုလာပြီးတော့စားခြင်းနဲ့ဆိုရင်တော့လိပ်စာလေးကလမ်း80 15 16ရွှေဘဲမြောက်ဖက်2အိမ်ကျော်မှာဖွင့်ထားပါရဲ့ရှင်